can presence could pet ဒီလိုမျိုးပဲထင်နေတော့မဲလားဒီလိုမျိုးပဲတော်တော်များများမှားပြီးတော့ပြောတတ်ကြတယ်အဲ့တော့ can နဲ့ could နဲ့က tense တွေမဟုတ်ဘူးစကားပြောတဲ့ပေါ်လူပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့အတိတ်ပဲတွေကွဲပြားသွားနိုင်တယ်ကိုယ်တွေစကားပြောတဲ့ပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးပြောလို့ရတယ်အဲ့တော့ဒီနေ့ can နဲ့ could နဲ့အကြောင်းကိုသေချာလေးရှင်းပြပေးမယ် can ကနိုင်တယ်လို့အဓိပ္ပာယ်ရတယ်သေချာတယ်ယုံကြည်မှုရှိတယ်လို့ပြောချင်တဲ့နေရာတွေမှာသုံးတယ်ဥပမာတစ်ခုပြောပြမယ် I can swim ငါရေကူးနိုင်တယ်သေချာတယ်သူသေချာပေါက်ရေကူးနိုင်တယ်နောက်တစ်ခုပြောပြမယ် can you have me မင်းငါကိုကူညီနိုင်မလားအကူညီတောင်းတဲ့နေရာမှာသုံးတယ်ဒါပေမဲ့ဒါက root ဖြစ်တယ်ဘာလို့လဲဆိုတော့ polite မဖြစ်ဘူးမယဉ်ကျေးဘူးပေါ့နော်နည်းနည်းပေါ့ငါ့ကိုကူညီနိုင်မလားလို့အဲ့လိုပြောလိုက်တဲ့ပုံစံမျိုးဖြစ်တယ်ဒါက cup ကိုဘယ်လိုနေရာမှာသုံးတာလဲ cup ကကြတော့ပြောမယ်ဆိုရင်ပိုရင်ကျေးတယ်ပြီးတော့ပို့ပြီးတော့နူးညံ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူ့မှာမတေချာမှုတွေပါတယ်ဘာလို့ဒီလိုမျိုးပြောလို့ရတယ်လဲဆိုတာကိုဥပမာနဲ့ရှင်းပြမယ် I could swim when I was young ငယ်ငယ်လေးတုန်းကငါရေကူးတတ်တယ်သူငယ်ငယ်တုန်းကပဲရေကူးတတ်တာကွာအခုရေကူးတတ်ချင်မှလည်းရေကူးတတ်မှာဒါကြောင့်မို့သူ့မှာမတေချာရေရာမှုတွေပါတယ်ပြီးတော့ could you have me မင်းငါကိုကူညီနိုင်မလားဒါပေမဲ့ဒါကပိုလိုက်ဖြစ်တဲ့စကားရင်ကြီးကြီးပြောတဲ့နေရာမှာသုံးတယ်မင်းငါကိုကူညီနိုင်မလားလို့အေးအေးဆေးဆေးပြောလိုက်တဲ့ပုံစံမျိုးအဲ့တော့ can နဲ့ could နဲ့ကိုအခုမှကောင်းကောင်းမွန်မွန်သိသွားပြီလို့ထင်တယ်နောက်နေ့ကျရင် share နဲ့ should နဲ့အကြောင်းကိုတခြားလေးရှင်းပြပေးမယ်အဲ့တော့ follow လုပ်ဖို့မင်းနဲ့နော် bye bye see you in the next video